တရားကျင့်သူနဲ့မကျင့်သူနဲ့တရားဓမ္မလေးလာသူနဲ့မလေးလာသူနဲ့ဘာကွာသွားလဲဆိုတော့ခုကျင့်သူလေးလာသူကဒုက္ခကိုဒုက္ခမှန်နည်းနည်းတော့သိလာပြီတရားမရသေးရင်တော့နည်းနည်းတော့သိလာပြီမကျင့်တဲ့သူကသိလားမသိတော့သူဘာဖြစ်ဒုက္ခနဲ့ပျော်တယ်ဒုက္ခမှန်သိလာတဲ့သူကဒုက္ခနဲ့မပျော်တော့ကွာသွားပြီနော်တချို့ကပြောတရားကျင့်တဲ့သူတွေနော်နှစ်ပေါင်းများစွာကျင့်ပြီးတော့တရားမရမကျင့်တဲ့သူတွေလည်းနှစ်ပေါင်းများစွာလိုပဲနေတော့တရားမရရှင်ဘုရားတဲ့ဘာကွာလို့လဲမရတာချင်းတူတူပဲမဟုတ်လားတဲ့နော်တချို့ကကတိကတ္တဟိုမကျင့်ကျင်တိုင်းကြောင်းပြကျင့်သူလည်းမရဘူးတပည့်တော်တို့မကျင့်တော့လေမရဘူးဘာထူးလို့လဲတူလားကဲကျင့်တဲ့သူကဒုက္ခကိုဒုက္ခမှနည်းနည်းရိပ်မိသိရှိသွားတဲ့အတွက်ဒုက္ခနဲ့မပျော်တော့မကျင့်တဲ့သူကဒုက္ခကိုဒုက္ခမှန်းတော့မသိတော့ဘာနဲ့ပျော်အေးဒုက္ခနဲ့ပျော်နေတဲ့သူတန်တရားဝတ်ကလွတ်เสียအကြောင်းကိုမရှိကဲဘုန်းကြီးတို့ကျင့်နေတဲ့သူကအခုမလွတ်သေးရင်တော့မှလွတ်เสียအကြောင်းရှိသွားပြီလွတ်မြောက်အောင်ကျင့်ရမယ်ဆိုတဲ့အတိလေးရှိသွားရင်တော့တော်တော်ဟုတ်သွားပြီအရင်တော့ကဒီလိုမသိခဲ့ဘူးတို့မသိပျော်နဲ့ပျော်ခဲ့တယ်အမှန်ပြောလို့ရှိရင်ပျော်ခဲ့တာတွေသိလို့ပျော်တာလားမသိလို့ပျော်တာကဲဘယ်သူနဲ့ပျော်တာအဝိဇ္ဇာနဲ့ဘာနဲ့ပျော်မသိနာမလဲလို့ပျော်ခဲ့တာကအဝိဇ္ဇာနဲ့ပျော်ခြင်းမှာခင်မင်းနှစ်သက်မှုဒီနဲ့ပြောခဲ့တာကတဏှာနဲ့ပြောခြင်းမှာဒုက္ခကိုဒုက္ခမှမသိတဲ့အတွက်ကြောင့်မို့လို့ဒုက္ခသဘောကျဒုက္ခကိုဒုက္ခမှမသိလို့ရှိရင်သဘောကျပြီးတော့ဒီလိုနေရတာကိုပဲအဟုတ်ထင်ကောင်းထင်တယ်အဟုတ်လည်းမဟုတ်ကောင်းလည်းမဟုတ်ချမ်းသာလည်းမဟုတ်ဒုက္ခလည်းမဟုတ်ဒုက္ခကိုဘုန်းကြီးတို့ဒုက္ခမှမသိတဲ့အတွက်ကြောင့်မို့လို့ခင်မင်းသာယာနှစ်သက်နေတာကတဏှာမသိတာကအဝိဇ္ဇာခင်နေတာကဘာလို့ခင်တော့မသိလို့ခင်တယ်မသိလို့ခင်တာနော်အဓိကဘယ်သူခင်တော့ခန္ဓာဘယ်သူခင်တာခန္ဓာဘယ်လောက်ခင်လဲဆိုလို့ရှိရင်အထီတောင်မခံနိုင်ခံနိုင်လားခန္ဓာနည်းနည်းလေးအပွန်းပေးတာ